ဓမ္မပညာသင်တန်းရက်တူအမှတ်စဉ်နှစ်သုတ်တန္တအနှစ်ချုပ်ဘာသာရက်မဟာသတိပဋ္ဌာန်သုတ်နည်းနည်းပိုင်းပို့ချချက်မြတ်စွာဘုရားကဩဒိတအခန်းကိုအာယုံ4ရက်နဲ့သတိပဋ္ဌာန်ကျင့်စဉ်ကိုရှင်းလင်းဖော်ပြဘာဖြစ်လို့4မျိုးယူရတယ်လဲဆိုတာဒီနေ့ကပြောထားခဲ့ပြီတရားဝါတွေမှာတဏှာအလေးကျင့်တွေ့တာမှုတွေများပြားပြီးတော့အလေးကျင့်ရှိနေတဲ့ပုဂ္ဂိုလ်တဏှာဝိသရိတအဲ့ဒီတဏှာဝိသရိတပုဂ္ဂိုလ်လည်းထက်မြက်သူနဲ့မထက်မြက်သူမထက်မြက်သူနဲ့ထက်မြက်သူနှမျိုးခွဲပြီးတော့မထက်မြက်တဲ့ပုဂ္ဂိုလ်ဖို့ကာယ ानु ပတနာတတိပဋ္ဌာန်ကိုပွားဖို့ထက်မြက်တဲ့ပုဂ္ဂိုလ်ဆိုရင်ဝေဒနာ ानु ပတနာပွားဖို့လို့ဆိုပြီးတဏှာဖြစ်ဖို့နီးစပ်တဲ့အာယုန်တွေပေါ်မှာရှုခိုင်းတာဒါကြောင့်မို့ကိရိတာတရားအာယုန်ရှုတယ်ဆိုတာဟာသိအောင်ရှုတာလည်းပါတယ်တွေ့တာတဲ့နေရာကိုအမှန်သိအောင်ရှုခြင်းအပြင်တွေ့တာမှုကိုဖယ်ခွာနိုင်တယ်ပေါ့တွေ့တာမှုကိုမတိကျိုးကျွံပြုတ်ထားတာမျိုးမဟုတ်ပဲねကိုတွေ့တာနေတဲ့အရာဟာတွေ့တာတိုက်တဲ့အရာလားလို့ဆိုတာသိအောင်အမှန်မြင်အောင်ရှုပြီးတော့မှတဏှာကိုခွာတဲ့နည်းမသိချင်အောင်ဆောင်နေတဲ့နည်းမဟုတ်ဘူးဒါကြောင့်မို့လူတွေရဲ့စိတ်မှာတဏှာဖြစ်တာဘယ်လိုနေရာမှာဖြစ်တုံးဆိုကာယအပေါ်မှာဖြစ်တယ်ခံစားချက်ပေါ်မှာဖြစ်တယ်အဲ့တော့ကာယအပေါ်မှာဘယ်လိုမြင်ရင်တဏှာဖြစ်တယ်လဲခံစားချက်ပေါ်မှာဘယ်လိုမြင်ရင်တဏှာဖြစ်တယ်လဲဆိုကာယအပေါ်မှာလှတယ်ပါတယ်လို့မြင်လို့ရှိရင်တဏှာဖြစ်တာပဲခံစားချက်ပေါ်မှာချမ်းသာတယ်ကောင်းတယ်လို့မြင်လို့ရှိရင်တဏှာဖြစ်တာပဲအဲ့ဒီအမြင်ကိုပြောင်းလဲစေဖို့အတွက်ကာယ ानु ပတနာတတိပဋ္ဌာန်ကမ္မထာနဲ့ဝေဒနာ ानु ပတနာတတိပဋ္ဌာန်ဒီတရားနှစ်ပါးဒီအာယုန်နှစ်ခုမြတ်စွာဘုရားကသတ်မှတ်ပေးထားတယ်လို့ဆိုတာကိုဘုရားဟောတဲ့ပါဠိတော်မှာတိုက်ရိုက်မရှိဘူးလို့ထိုအစင်လာရဒါလည်းမြတ်စွာဘုရားဟောတာပဲဖြစ်မယ်နော်ဒီမြတ်စွာဘုရားရဲ့ရှင်းပြချက်တွေကိုအထက်ကထာလို့သုံးလိုက်တာကိုစဉ်းစားကြည့်ပေါ့တပည့်ဆက်ကြတရားဟောလိုက်တာနေဝင်ချိန်ကနေစပြီးညတကောင်ထိဟောတယ်လို့ပြောတာခဏတပည့်ဆက်ကြလေးရွတ်ကြည့်ပါလား7မိနစ်15မိနစ်ပဲကြာအဲ့တော့ဒါလေးတိုင်းတော့မဟုတ်ဘူးဆိုတာထင်ရှားတယ်ပေါ့ဘုရားကနားလည်သည့်ထိအောင်ကြဲရှင်းပြမှာပဲအဲ့ဒီရှင်းပြချက်တွေကိုဖယ်ထုတ်လိုက်ပြီးတော့အနှစ်ချုပ်ထားတာခုဟာအနှစ်ချုပ်ကလေးတွေထုတ်တဲ့သဘောပဲအဲ့ဒီမြတ်စွာဘုရားရဲ့ရှင်းပြချက်တွေကိုပကိဏကဒေသနာလို့ခေါ်တယ်အဲ့ဒါတွေဟာအထက်ကထာဖြစ်လာတာရှင်းလင်းချက်တွေဟာအထက်ကထာဖြစ်လာတာရှင်းလင်းချက်တွေနဲ့ဆိုရင်စာပေကျမ်းဂန်ကြီးကလေးလံသွားမှဆိုလို့ရှင်းလင်းချက်တွေများပြီးတော့နေတဲ့အခါကျတော့လူရင်းကိုမရောက်နိုင်လို့အနှစ်ချုပ်ဆိုတာခြုံပြီးငုံပြီးဖြစ်သွားအောင် accent ထောက်ပြီးတော့ပြောတဲ့သဘောပဲဒါတွေကအဲ့ဒီကြတော့မှထပ်ဆင့်ပြီးတော့ရှင်းလင်းချက်နဲ့သွားတာအဲ့တော့ဒီထဲမှာလည်းမြတ်စွာဘုရားရဲ့တိုက်ရိုက်ရှင်းလင်းချက်လေးတွေပါတယ်တော့တရားနာပြီးတော့လည်းမရှင်းလို့မေးတာလေးတွေမြတ်စွာဘုရားရှင်းပြတာလေးလည်းပါမယ်ပေါ့ခါလေးတရားဟောတဲ့ဆိုတဲ့နေရာမှာမြတ်စွာဘုရားကိုမသိရင်လည်းမေးတယ်မေးတော့ဘုရားထပ်ရှင်းပြတယ်ဒီလိုအမေးနဲ့အဖြေလေးတွေနဲ့လည်းသွားတာလည်းရှိတာပဲအခုဒီမှာဩဒိတပိုင်းဆိုတာအနှစ်ချုပ်လေးကိုအရင်ပြောလိုက်တာတဏှာစရိုက်ရှိတဲ့ပုဂ္ဂိုလ်တွေအတွက်ကာယ ानु ပတနာတတိပဋ္ဌာန်နဲ့ဝေဒနာ ानु ပတနာတတိပဋ္ဌာန်ဒီနှမျိုးဒီဆေးချက်ပေးတဲ့သဘောပေါ့နော်ယောဂနဲ့ဆေးဒီယောဂဆိုရင်ဒီဆေးတင့်တော်တယ်လို့ပေးတယ်နောက်တစ်ခါဒိဋ္ဌိစရိတတော့
ရတော့အဖြစ်မှားရင်းတဲ့အတွေးတွေဟာပေပေါ်မှာသွားတွေ့တော့ဆိုရင်ခန္ဓာကိုယ်ကြီးပျက်စီးသွားတာလူတွေမြင်ကြတယ်ရုပ်တရားကြီးပျက်စီးသွားတာမြင်တယ်လေသိရင်ညီကြီးတဲ့မြုပ်တာတော့မီးရှို့တာတော့ဒါမြင်တာပဲအဲ့တော့အဲ့ဒီပုံမှာလှတယ်ဆိုတဲ့တွေ့တာမှုလောက်ပဲရှိနိုင်တယ်မိစ္ဆာဒိဋ္ဌိဖြစ်ဖို့ကရှားတယ်ပေါ့ခန္ဓာကိုယ်ကြီးကဘယ်ပုံမှာသွားဖြစ်တယ်ဆိုစိတ်ပုံမှာသွားဖြစ်တယ်စိတ်နဲ့စိတ်မှတော့စိတ်မှာရှင်တဲ့စေတသိက်တွေတို့အဲ့ဒီတဘာဝတရားတွေပုံမှာမြင်လို့မရတဲ့နံတရားတွေပုံမှာအထူးအဖြင့်ပေါ့လေအဲ့ဒီပုံမှာသွားပြီးတော့လူတွေဟာမှားရင်းတဲ့အတွေးတွေတွေးတယ်ဒါကြောင့်မို့တာတိယဟန်တွေးတာပဲကြည့်ပေါ့ဒီဝိညာဉ်လေးတင်ပဲတဘွားကနေတဘွားကူးပြောင်းသွားတယ်ဒါလေးဟာမြဲတယ်လို့ဒီလိုယူဆတော့မြတ်စွာဘုရားမေးတယ်တာတိတယ်မင်းပြောတဲ့ဝိညာဉ်ဟာဘယ်ဟာတုံးလို့ဆိုဝိညာဉ်ဆိုတာမင်းဘာကိုပြောတာတုံးလို့ဆိုဝဒောဝေဒီယောတဲ့စကားပြောတတ်တယ်တဲ့နော်စကားပြောတတ်တယ်ကောင်းဆိုခံစားတယ်ဒီလိုပြောပြတော့လူတွေကလည်းစကားပြောတယ်ဆိုတာစိတ်ကနေပြောခြင်းနဲ့စိတ်ပေါင်းလို့ပြောကြတာပဲလေခံစားတယ်ဆိုတာလည်းစိတ်နဲ့ခံစားတာအဲ့တော့ဒီစိတ်ကနေလှုပ်ဆော်နေတာမို့စကားလည်းပြောတယ်ခံလည်းခံစားတယ်ဆိုရဲဒီဝိညာဉ်ကိုသူရည်ရွယ်ပါတယ်လို့ဆိုတော့မှမြတ်စွာဘုရားရှင်းပြတယ်ဝိညာဏပရိစ္ဆသမုပ္ပါဒ်ဒီဝိညာဉ်ဆိုတာအမြဲရှိနေတာမဟုတ်ဘူးပရိစ္ဆသမုပ္ပါဒ်အကြောင်းတိုက်ဆိုင်လာမှပေါ်လာတဲ့အရာဖြစ်တယ်ဆိုတာရှင်းပြတယ်အဲ့ဒီတာတိယဟန်ကိုရှင်းပြတဲ့နေရာမှာတာတိယဟန်ရဲ့မှားရင်တဲ့အမြင်ဟာဒီစိတ်ပေါ်မှာသွားဖြစ်တာဗမာလူမျိုးတွေလည်းဝိညာဉ်နဲ့ပြောတာတွေကအဲ့ဒီပုံမှာပဲသွားတာပဲစိတ်ပုံမှာဒိဋ္ဌိဖြစ်ကြဒါကြောင့်မို့လို့ဒိဋ္ဌိစရိတလို့ခေါ်တဲ့မှားရင်းတဲ့အမြင်တွေအလေးကျက်ရနေတဲ့သတ္တဝါတွေမှာလည်းဉာဏ်ကောင်းတဲ့လူရှိတယ်ဉာဏ်မကောင်းတဲ့လူရှိတယ်အဲ့ဒီမှာဉာဏ်လေးတဲ့ပုဂ္ဂိုလ်အတွက်စိတ်တ ानु ပဒနာပေးပြီးတော့ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ကျတော့ပို့ပြီးတော့ကျေပြန့်တယ်ဉာဏ်လေးတဲ့ဆိုတာတစ်ခုပဲမှတ်ခိုင်းတာစိတ်တစ်ခုတည်းပဲမှတ်ခိုင်းတာဉာဏ်ကောင်းလာပြီဆိုဓမ္မကျမ်းစာတွေအများကြီးမှတ်ခိုင်းတယ်အဲ့ဒါကြောင့်မလို့ဒိဋ္ဌိစရိတလို့ခေါ်တဲ့မှားရင်းတဲ့အမြင်အလေးကျက်ရနေတဲ့ပုဂ္ဂိုလ်တွေအတွက်စိတ်တ ानु ပဒနာနဲ့ဓမ္မ ानु ပဒနာတရား2ပါးကပ္ပဋ္ဌာန်းအာယု2ခုပေးတယ်လို့ဒီလိုဆိုလိုတာပေါ့နော်ဒါသူဆေးနဲ့သူလိုက်အောင်ပေးထားတဲ့သဘောပေါ့နောက်တနည်းဖွင့်တာရှိသေးတယ်နောက်တနည်းဖွင့်တာကြတော့ဘာလို့ဆိုရင်နောက်တနည်းကြတော့သမထယာနိကဝိပဿနာယာနိကလို့ယောဂီပုဂ္ဂိုလ်အလိုက်ကမ္မထမ်းပေးတာလည်းရှိသေးတယ်သမထနီးနဲ့ကမ္မထမ်းကိုတမာရီကိုထူထောင်ပြီးမှဝိပဿနာသွားတဲ့ပုဂ္ဂိုလ်တိုက်ရိုက်သဘာဝတရားကိုထိတွေ့ပြီးတော့ဝိပဿနာဉာဏ်ဖြစ်အောင်လုပ်တဲ့ပုဂ္ဂိုလ်လို့သမထယာနိကပုဂ္ဂိုလ်သမထနဲ့ထူထောင်ပြီးတော့မှဝိပဿနာကူတယ်ဝိပဿနာယာနိကဝိပဿနာကိုတိုက်ရိုက်သွားတယ်သဘာဝတရားတွေစိုက်ထီပြီးတိုက်ရိုက်သွားတယ်အဲ့ဒါလိုယောဂီပုဂ္ဂိုလ်ကလည်း2လိုင်းရှိတယ်2မျိုးရှိတယ်အဲ့2မျိုးထဲမှာသမထနီးနဲ့ထူထောင်ပြီးမှသွားတဲ့ပုဂ္ဂိုလ်မှာဉာဏ်လေးတဲ့ပုဂ္ဂိုလ်ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်2ဦးထပ်ခွဲပြီးတော့ဉာဏ်သိမ့်မထက်တဲ့ပုဂ္ဂိုလ်တွေအတွက်ကျတော့တိလာမြင်သာတဲ့ကာယ ानु ပဒနာတတိပဒံကမ္မထံကိုပြီးတယ်ဉာဏ်ထက်ပြီးဆိုတဲ့အခါမှာဝေဒနာ ानु ပဒနာကိုပြီးတယ်ဒီမှာလဲကမ္မထံ2ခုဒီ2ခုဟာသမထယာနိကပုဂ္ဂိုလ်အတွက်ဆိုပြီးတော့ပေးတာဒီရွယ်ချက်တစ်ခုပါတယ်ပေါ့နော်သမထယာနိကပုဂ္ဂိုလ်ပေးလိုက်တယ်အဲ့တော့ဝိပဿနာယာနိကတွေအာမထဝဘူးလို့ဒီလိုဆိုလိုတာမဟုတ်ဘူးနော်ပါရာစီတမောတောက်လို့ရှိရင်ခေါင်းခဲတော့ပျောက်မှာပဲအကြိုက်ခဲပျောက်တဲ့ဆေးတစ်ခုတောက်ရင်ခေါင်းခဲတော့ပျောက်မှာဒါပေမဲ့သူ့အတွက်ဖော်ဆက်တဲ့ဆေးတော့မဟုတ်ဘူးချင်းတွေအခုကပို့ပြီးတော့သင်လျော်တဲ့ဟာကိုထက္ကရာတွေကထောက်ပြတာအဲ့တော့သမထယာနိကပုဂ္ဂိုလ်အတွက်
ပို့ပြီးတော့တင့်တော်တဲ့ကမ္မထာအဖြစ်သတ်မှတ်ပြီးတော့ကာယ ानु ပဒနာတတိပဋ္ဌာန်ဝေဒနာ ानु ပဒနာတတိပဋ္ဌာန်ဆိုတဲ့ဒီအာယုံကမ္မထာအာယုံနှစ်ခုပေးတယ်အခါဝိပဿနာယာနိကဝိပဿနာယာနိကပုဂ္ဂိုလ်ကြတော့သဘာဝတရားကိုတိုက်ရိုက်ထိတဲ့ဝေဒနာ ानु ပဒနာလည်းသဘာဝတရားကိုတော့တိုက်ရိုက်ထိတာပဲเนาะအဲ့တော့ဒီမှာတော့သဘာဝတရားကိုပို့ပြီးတော့တိုက်ရိုက်ထိနိုင်တယ်စိတ်တာ ानु ပဒနာနဲ့ဓမ္မ ानु ပဒနာဒီနှစ်ခုဝိပဿနာယာနိကပုဂ္ဂိုလ်အတွက်ခွဲခြားချက်တွေမများတဲ့စိတ်တ ानु ပဒနာကိုဉာဏ်မထက်တဲ့ပုဂ္ဂိုလ်အတွက်ပေးပြီးတော့ဓမ္မ ानु ပဒနာကိုဉာဏ်ထက်တဲ့ဝိပဿနာယာနိကပုဂ္ဂိုလ်ပေးတယ်ဒီလိုဆိုလို့ရပေါ့နော်ဒါကယောဂီပုဂ္ဂိုလ်အလိုက်နှမျိုးစီခွဲခြားပြီးတော့ပြောတာနောက်တနည်းကျတော့ဘာပြောတော့နောက်တနည်းရှိသေးတယ်နောက်တနည်းကတရားဝါတွေဟာဒီအာယုံ၄ရက်နဲ့ပတ်သက်ပြီးတော့မှားယွင်းတဲ့အတွေးတွေဖြစ်ပေါ်တယ်ဒီအာယုံ၄မျိုးကာယဝေဒနာစိတ်ဓမ္မလို့ဆိုတဲ့ဒီအာယုံ၄ရက်ပေါ်မှာလူတွေရဲ့အတွေးတွေဘယ်လိုဝင်တော့ဆိုရင်ကာယဆိုရင်လှတယ်လို့ထင်တယ်ဝေဒနာကြတော့ချမ်းသာတယ်လို့ထင်တယ်စိတ်ကြတော့နေသထာဝရမြဲတယ်လို့ထင်တယ်တာတိယဟန်လို့ပေါ့ဒီစိတ်လေးပဲသက်ရှင်နေတော့လည်းဒီစိတ်လေးပဲသေသွားတော့လည်းဒီစိတ်လေးကနောက်ဘဝရောက်သွားပြန်တာပဲဒီစိတ်လေးပဲတန်တရားမှလဲနေတယ်လို့စိတ်ကလေးကိုမြဲတယ်လို့ထင်တာအဲ့ဒါလို့စိတ်နဲ့ပတ်သက်ပြီးတော့နေသလို့ထင်တာရှိတယ်ဖြစ်များတယ်ပေါ့ဓမ္မကြတဲ့အခါကျတော့စိတ်နဲ့ရှင်တွဲလာတဲ့သဘာဝတရားတွေဥမာမဲ့တွေးတယ်ကြံတယ်ဒါဘယ်သူကလှုပ်နေတာတော့ဘယ်သူကတွေးတာတော့ဘယ်သူကစကားပြောတာတော့ဘယ်သူကလှုပ်တဲ့လူရှာလိုက်တဲ့အခါဒီသဘာဝတရားတွေဟာပြုလုပ်သူအတ္တကာရကဝေရကလို့ဒီလိုအတ္တဆိုတဲ့အတွေးရလည်းပဲလူတွေမှာရှိတယ်အဲ့တော့ဆိုလိုတာကကာယနဲ့ပတ်သက်လာလို့ရှိရင်လှတယ်ဆိုတဲ့မှားယွင်းတဲ့အတွေးဝေဒနာနဲ့ပတ်သက်လာရင်ချမ်းသာတယ်ဆိုတဲ့မှားယွင်းတဲ့အတွေးဒါအများဖြင့်ဒုက္ခဝေဒနာပေါ့နော်ချမ်းသာတယ်ဆိုတဲ့အတွေးစိတ်နဲ့ပတ်သက်လာလို့ရှိရင်နေသထာဝရမြဲတယ်ဆိုတဲ့အတွေးဓမ္မနဲ့ပတ်သက်လာလို့ရှိရင်ငါလုံးလို့ဖြစ်တယ်ဆိုတဲ့အတ္တကိုယ်လိုတိုင်းဖြစ်တယ်ဆိုတဲ့အတ္တဆိုတဲ့အတွေးအဲ့ဒီဝိပ္ပန္လာတလို့ခေါ်တယ်ဒီမှားယွင်းတဲ့အတိမှားတာရဲ့စိတ်တဝိပ္ပန္လာတအမှတ်မှားတာရဲ့တင်ညာဝိပ္ပန္လာတအမြင်မှားတာရဲ့ဒိဋ္ဌိဝိပ္ပန္လာတနော်အတိမှားခြင်းအမှတ်မှားခြင်းအမြင်မှားခြင်းဝိပ္ပန္လာတဆိုတာ hallucination အရက်မူးလို့အရက်ကြောင်တဲ့လူကမရှိတာလဲမြင်နေတာနော်အဲ့ဒါလိုပဲမရှိတာကိုအရှိလုပ်ပြီးမြင်နေတာမျိုးဒါမှဝိပ္ပန္နတကို hallucination လို့လည်းတစ်ခါတလေပြန်တယ်အရက်မူးတဲ့ဟာမျိုးလို့ဖြစ်နေတယ်အရက်ကြောင်နေတယ်perversion လို့လည်းပြန်တယ်ထင်မြင်လွဲမှားနေတာရှိတာတခြားမြင်နေတာတခြားမရှိတာတွေကိုမြင်နေတယ်အဲ့ဒါကိုဝိပ္ပန္လာတလို့ခေါ်တယ်အတိမှားနေတယ်စိတ်တဝိပ္ပန္လာတအမှတ်မှားနေတယ်တင်ညာဝိပ္ပန္လာတအမှတ်မှားတာဆိုတာလေးနဲ့ပတ်သက်ပြီးတော့ရှေးကရက်လဲတရားစာတွေထဲမှာရေးတယ်ကြားဘူးလဲငယ်ငယ်တော့ဖတ်ဖူးတယ်ပေါ့အမှတ်မှားတာဆိုတာလေးနဲ့ပတ်သက်ပြီးတော့တပြေးပင်ပေါ်မှာတပြေးသည်ဆိုတာလေသိကြမှာပဲပေါ့နော်အဲ့ဒီမှာတပြေးသည်ဆိုတာညိုညိုလေးလေအယောင်လေးကညိုညိုလေးအဲ့ဒီမှာကျက်တူရေးလေးတစ်ကောင်နားနေတော့ကျက်တူရေးရဲ့နှုတ်သီးကရဲရဲလေးဆိုတော့ပေါက်ပွင့်နေတူတယ်
ရဲ့အတောင်တွေကိုကာယတွေအမွေးတွေကအစိမ့်ဆိုတော့အရွက်နဲ့တူတယ်အဲ့တော့ပေါက်ပင်ကြီးပွင့်နေတဲ့သဘောပေါ့အရွက်တွေကြားထဲကအပွင့်ကလေးအဖူးလေးနီနီရဲရဲလေးထွက်နေတယ်လို့ဒီလိုမှတ်သားစရာရှိတယ်တခါတပြေသီးဆိုတာလည်းအညိုကလေးအကျက်တူရေးတကောင်ကတစ်ပင်ပေါ်နားနေတဲ့အခါမှာမတုံးဆိုတဲ့အကောင်ကနီနီရဲရဲလေးမြင်လိုက်တော့အပွင့်မှတ်ပြီးတော့ဝိရိဆုပ်ဖို့ကျက်တူရေးနှုတ်သီးပေါ်လာနားနားတော့ကျက်တူရေးကလည်းတပြေသီးမဲ့လို့ထင်တယ်မတုံးကိုကြည့်လိုက်တဲ့အခါတပြေသီးမဲ့လို့ထင်သွားတယ်ကျက်တူရေးရဲ့အမှတ်မှားမှုကမတုံးကောင်ကိုတပြေသီးထင်တယ်မတုံးရဲ့အမှတ်မှားမှုကကျက်တူရေးနှုတ်သီးကိုအပွင့်လို့ထင်ပြီးတော့သူ့အမွေးတွေကိုတော့အရွက်လို့ထင်တာတစ်ပင်တစ်ပင်လို့ပဲအောင်မေးတယ်အဲ့တော့အမှတ်မှားတယ်ဆိုတာအဲ့ဒါမျိုးပြောတာနော်မှတ်မှားနေမှတ်မှားတာကျက်တူရဲ့တပြေသီးမှတ်ပြီးဘရုံးကိုစားလိုက်တယ်ဘရုံးကိုကိုက်ချိလိုက်တယ်ပေါ့ဒီအဓိပ္ပာယ်မျိုးမှားရွံ့တာတွေလို့ဆိုလို့တယ်အဲ့ဒါမျိုးကိုတင်ညာဝိပ္ပန္နတအမှတ်မှားတယ်လို့ပြောတာဒိဋ္ဌိဝိပ္ပန္နတကျတော့အယူမှားတာကိုဟာကိုအတွေးကိုအကြံကိုအမြင်မှန်တယ်လို့ထင်ပြီးတော့ယူဆအဲ့တော့အခုလည်းပဲအတုပမတင့်တယ်တဲ့ခန္ဓာကိုယ်ကြီးတကယ်ကတော့ခန္ဓာကိုယ်ကြီးကမတင့်တယ်တာသိချာတယ်မတင့်တယ်ဘူးဆိုတာရွံစရာဆက်ဆုပ်စရာတွေနဲ့ပြည့်ပြီးတော့နေတယ်ဒါကြောင့်မို့မနေ့စောကြီးဆိုရင်တွိုင်းလက်အရင်ဝင်ရတာတွိုင်းလက်မဝင်မဲနဲ့9လောက်နေကြည့်ပါလားကိုယ်ကိုယ်တော်ဘယ်ထွက်ပြေးရမှာမစေးမကြောမျက်နှာမသိသွားမတိုက်ဖဲနဲ့အဲ့တော့လူခန္ဓာကိုယ်ဆိုတာတကယ်ကတော့အတုပမတင့်တယ်တာကိုအတုပလို့ခေါ်တာအဲ့ဒါပေါ်မှာတင့်တယ်တယ်လို့မြင်နေတာဟာအတိမာခြင်းအမှန်မာခြင်းနဲ့အယူမာခြင်းတစ်မျိုးပဲဖြစ်တယ်ပေါ့အဲ့တော့ဝိပ္ပန္နတ12မျိုးနဲ့ပြောတာအလွယ်လေးမှတ်ဖို့ရခုနပြောတဲ့အတိမာတာစိတ်တဝိပ္ပန္နတအယူမာအမြင်အမှတ်မာတာတင်ညာဝိပ္ပန္နတအယူမာတာစိတ်တဒိဋ္ဌိဝိပ္ပန္နတလို့ဒီ3မျိုးပေါ်မှာအတုပကိုတုပလို့ထင်တယ်နော်ဒုက္ခကိုဒုက္ခလို့ထင်တယ်အနိစ္စကိုနိစ္စလို့ထင်တယ်အနတ္တကိုအတ္တလို့ထင်နေတယ်ဆိုတဲ့အဲ့ဒီ4ခုနဲ့3ကို4နဲ့မြောက်တာပဲ12ခုဖြစ်တယ်ဆိုတာဝိပန္နတ12ပါးဆိုတာအဲ့ဒါပြောတာ3ကို4နဲ့မြောက်4ကို3နဲ့မြောက်ချင်တာနဲ့မြောက်ပေါ့3 4 4 3 4တူတူပဲလေအဲ့ဒါလို့ဆိုလိုတာအဲ့ဒီဝိပ္ပန္နတတွေဖယ်ရှားဖို့အတွက်ဟောဒီတတိယအာယုံ4မျိုးကိုပေးတာမြတ်စွာဘုရားပေးတာနော်ဒီကမ္မဋ္ဌာန်းယောဂပြောက်ဖို့ပေးတာလေဆေးပေးတယ်ဆိုတာဆေးကလကားတော့တာမဟုတ်ဘူးတခုပြဿနာကြောင့်ပေးတာကိုအဲ့ဒါကြောင့်မလို့ဒီကမ္မဋ္ဌာန်းတရားဆိုတာလေလူတွေရဲ့တဏ္ဍာမှာတန်တရားကဆွဲကပ်လာတဲ့ဒီကိလေသာဆိုတဲ့စိတ်ယောဂဇိုးတွေကိုရှင်းပြဖို့ဒီဆေးတောက်ခိုင်းတာဒီလိုလေ့ကျင့်ခိုင်းတာပေါ့ဒါတွေပျောက်တော့လေ့ကျင့်ခိုင်းတာစင်စိုးကြီးတစ်ကောင်ကိုချီနှောင်ပြီးတော့ဆင်းရင်ဆင်းလိမ့်မှာဖြစ်အောင်လေ့ကျင့်တယ်လို့ပဲလူတွေရဲ့တဏ္ဍာမှာရှိတဲ့ရိုင်းပြနေတဲ့လူတွေရဲ့စိတ်ကိုလည်းပဲဟောဒီတဘာဝတရားတွေနဲ့လေ့ကျင့်ပေးလိုက်လို့ရှိရင်ယဉ်ကျေးသွားတယ်အင်္ဂုလိမာနလိုလူသားသမားကြီးကမေတ္တာထားတဲ့အနေအထားမျိုးရောက်သွားတယ်ဒီလိုဆိုလိုတာပေါ့နော်ဘလောက်ရိုင်းတဲ့လူပဲဖြစ်ဖြစ်လေ့ကျင့်လိုက်ယဉ်ကျေးသွားတာဒါတော့သိချာနော်ယဉ်ကျေးသွားတာအဲ့ဒါလို့အတွက်ရသော်ဗျာဒီအာယုံ4ရပ်ကိုဒီမှာပေးထားတယ်အဲ့တော့ကာယ ानु ပဒနာပေးတာဟာ
သူ့ဘာလို့ထင်းနေတဲ့ဝိပ္ပန္နတာကိုဖယ်ရှားဖို့အတွက်သူ့ဘာမဟုတ်ဘူးဆိုတာဒီကာယဟာသူ့ဘာမဟုတ်ဘူးဆိုတာကိုအတုပလို့ရှုနိုင်ဖို့အတွက်ကာယ ानु ပဒနာကမ္မထာကိုပေးတာအမှန်မြင်ဖို့အတွက်ကာယ ानु ပဒနာကမ္မထာကိုပေးတာတခါဝေဒနာ ानु ပဒနာကမ္မထာကဒုက္ခလို့ကောင်းတယ်လို့အမြဲထင်နေတဲ့ဒုက္ခဝေဒနာကိုပဲဒုက္ခဆိုတဲ့အနေနဲ့ရှုခိုင်းပြီးတော့တကယ်ဒုက္ခလို့ထင်နေတာအမှန်မဟုတ်ဘူးမှားယွင်းတဲ့အမြင်တစ်ခုသာဖြစ်တယ်လို့အဲ့ဒီဝိပ္ပန္နတာကိုဒုက္ခလို့ထင်တဲ့ဝိပ္ပန္နတာကိုဖယ်ရှားဖို့အတွက်ဝေဒနာ ानु ပဒနာကမ္မထာကိုပေးတယ်တခါစိတ်ဆိုတာဟာစက္ကန့်ပိုင်းအတွင်းလေးမှာကိုတန်းချီဖြစ်နိုင်တဲ့လင်းမြန်တယ်ပေါ့တန်းချီဖြစ်နေအောင်လင်းနာမလင်းနာဘလောက်လင်းတယ်လဲဆိုတာကိုစဉ်းစားကြည့်ပေါ့ကိုယ့်ကိုယ်ပဲစဉ်းစားကြည့်နော်တပြိုင်နဲ့အလုပ်ပေါင်းဘလောက်လုံးနိုင်တယ်စဉ်းစားကြည့်ပေါ့တယ်လီဗီရှင်းရှိထိုင်နေပြီးတော့ဇာကစာရုပ်တွေရဲ့လှုပ်ရှားမှုလည်းမြင်နေတယ်ပြောတာသူတို့ဇာတ်ကောင်တွေပြောနေတာကိုလည်းကြားနေတယ်ရီးစရာရှင်းရီးလိုက်သေးတယ်နော်ဒီကြားတဲ့ကနေပြီးတော့ဟိုတခုစားလိုက်သေးတယ်ပေါ့နော်ဇာတ်ကစားရင်ပဲလော်ဝါရင်နေကြစိတ်လုံဝါရင်နဲ့ကြည့်တယ်တယောက်နဲ့တယောက်လှမ်းပြီးတော့လည်းစကားပြောလိုက်သေးတယ်ဇန်လန်းလည်းမပြတ်အောင်မှန်းတယ်စိတ်ဟာဘယ်တော့မြန်နေဆိုတာဒါတာမန်စိတ်နော်တာမန်စိတ်တွေပဲခံစားချက်တွေလွတ်သွားတယ်လို့မရှိဘူးဇန်လန်းလည်းလွတ်သွားတယ်လို့မရှိဘူးထိုင်ကြည့်နေတာနားထဲမှာလည်းမကြားလိုက်တာလို့မရှိဘူးသို့တော်လည်းဒီကြားမကြားလိုက်တဲ့အပိုင်းလေးတွေရှိတယ်ရှိတာဒီပြမပြောနဲ့မျက်တောင်လေးခတ်နေတဲ့အချိန်မှာမှောင်သွားတာသိမှမသိလိုက်တာတကယ်ကြည့်မျက်တောင်ခတ်လိုက်လို့မျက်စိကပိတ်သွားတာပဲလေပိတ်သွားတဲ့အချိန်မြင်ရတာမှမဟုတ်တာဒါပေမဲ့လို့လူတွေကမျက်တောင်ခတ်တာကိုတတိမထားနိုင်တော့မြင်နေရတယ်ပဲထင်တာမြင်နေရတယ်ထင်တယ်စိတ်ရဲ့လင်းမြန်မှုဟာအလွန်လင်းမြန်တယ်ဒါမို့မိဆက်ဝိုင်းကြီးလို့ဝိုင်းလိုက်တဲ့အခါလှက်ပြီးတော့ရမ်းလိုက်တဲ့အခါမှာအဝိုင်းကြီးတို့ကထင်ရလောက်အောင်ဒီလိုမြန်တာပေါ့ဒီတဲ့ထင်ရှားတဲ့ဥပမာကြည့်လိုက်မယ်ဆိုရင်တော့ရွှဲလုံးလေးတွေကစားတယ်လက်တစ်ဖက်ထဲမှာငါးလုံးစီထည့်ပြီးတော့မြောက်တယ်ဖမ်းတယ်လက်ထဲမှာတစ်လုံးပဲရှိတာမှန်သို့တော့တခုမှမကြောက်အောင်ဖမ်းနိုင်လင်းမြန်မှုကြောင့်ဖြစ်တာအဲ့ဒီတဲ့စာပေါင်းများစွာစိတ်ကလင်းမြန်တယ်လို့ပြောဘာမှမလွတ်အောင်ဖမ်းနိုင်တယ်ဇလန်းလည်းမလွတ်စေရဘူးရုပ်လည်းမလွတ်စေရဘူးအပန်လည်းမလွတ်စေရဘူးနော်စားစရာလည်းမလွတ်စေရဘူးတခုခုအဲ့ဒါလို့စိတ်ဟာလင်းမြန်စွာအာယုန်ဒီပေါ်မှာကျက်စားနိုင်တာမို့အလွန်လင်းမြန်တယ်မြတ်စွာဘုရားရဲ့လေ့ကျင့်ထားတဲ့စိတ်ကြတော့ဒီတဲ့စပေါင်းဂရေပေါင်းများစွာလင်းမြန်သွားတယ်တကူပြရီဟာပြတဲ့အခါမှာမြတ်စွာဘုရားကြည့်လိုက်ရှေးထွက်ဖို့ရေအရင်ပန်းထွက်ဖို့အတွက်အာဘောကတိုင်းဝင်စားရတယ်ဝိသိစိတ်ဖြစ်ရတယ်ပြီးတော့မှရေကိုဖန်ဆင်းရတယ်မီးထွက်ဖို့အတွက်တေဇောကတိုင်းကိုဝင်စားတယ်ပြီးတော့မှဖန်ဆင်းတယ်ဖန်ဆင်းပြီးတော့မှမီးဖြစ်တယ်သို့တော့လင်းလင်းမြန်မြန်လှုပ်သည့်အတွက်ကြောင့်မျက်လုံးတော်တွေကတစ်ဖက်ကမီးတွေပန်းထွက်နေရင်တစ်ဖက်ကရေတွေပန်းထွက်တယ်လက်ရနားတော်တွေကမီးပန်းထွက်နေရင်လက်ဝဲနားတဲ့ရေတွေပန်းထွက်ရေမီးအစုံတကိုးပြာတွေဟာပြတယ်ရမိုက်ပြာတွေဟာရမကရေမီးအစုံပြတယ်ဆိုတာအဲ့ဒါစိတ်ဘလောက်မြန်တယ်ဆိုတာစဉ်းစားကြည့်ဖို့ကြည့်တဲ့လူတွေရဲ့တဏ္ဍာမှာတပြိုင်နဲ့လို့ထင်တယ်ဓမ္မတပြိုင်နဲ့လောက်တာမဟုတ်တပြိုင်နဲ့မဖြစ်ဘူးတစ်ခုစီဖြစ်တယ်အဲ့ဒါကိုမြန်မာပြည်မှာတခြင်းဆိုတာလေထူးမခြားနာဆိုအတိပ္ပယ်ကထူးတယ်အချိန်ပိုင်းချင်းမခြားနာဘူးဒါမှမဟုတ်တခြင်းဆိုတဲ့ကထူးဆိုတာလေးကိုပြောတာအလွန်ထူးဆန်းတဲ့အံ့ဩဖွယ်ကောင်းတယ်
သို့တော့မိထွက်တဲ့အချိန်နဲ့ရေထွက်တဲ့အချိန်ဟာကွဲပြားခြားနားမှုမရှိဘူးတပြိုင်တည်းဖြစ်တယ်လို့ဒီလိုဆိုလိုတာထူးမခြားနာမိရေစုံတာဆိုထူးမခြားနာဆိုဘာမှမထူးပါဘူးကွာလို့ပြောတဲ့အဓိပ္ပာယ်မျိုးရောက်နေတယ်ခုဟာနော်တကယ်ရတာမဟုတ်ဘူးထူးဆိုတာအတော်အံ့ဩစရာကောင်းတာပဲဘာလို့အံ့ဩစရာကောင်းတာတော့ဆိုဆန့်ကျင်ဘက်အရာနှစ်ခုဟာအချိန်ကာလမခြားနာပဲနဲ့တပြိုင်တည်းပေါ်နေလို့ထူးတယ်အံ့ဩဖွယ်ကောင်းတယ်မြတ်စွာဘုရားရဲ့ရေမီးအစုံတကုဗျာရိဟာကိုချီးကျူးပြီးတော့ဆိုထားတဲ့တခြင်းမှာဒါကတော့စဉ်းစားကြည့်တာဘုန်းဘုန်းတို့တော့တခြင်းစာတွေမလေးလာဘူးပါဘူးနော်သို့တော်လဲမကြားခြင်းအဆုံးပါပဲဒီတခြင်းကခဏခဏကြားရတယ်လေဘာသာရေးပွဲတွေဆိုထူးမခြားနာကြီးပဲကောအဲ့လူတွေကဘာထင်လာတော့ဆိုမင်းကမထူးမခြားနာပါကွာဆိုမထူးပါဘူးလို့ပြောတဲ့အခါမှာထူးမခြားနာဖြစ်လာတကယ်တော့ထူးဆန်းအံ့ဩဖွယ်ကောင်းတယ်အချိန်ကာလမခြားနာဘူးရေမီးစုံဒီလိုသဘောပေါက်တယ်ဘုန်းကြီးတို့ထူးဆန်းတယ်အဲ့တော့စိတ်ဟာအလွန်နှင်းမြန်သည့်အတွက်ကြောင့်လူတွေရဲ့စိတ်ထဲမှာပြတ်သွားတဲ့အတိုင်းအတာတစ်ခုကိုမမြင်သည့်အတွက်ကြောင့်နှိမ့်ဆလို့ထင်လာတယ်မနေ့ကလည်းဒီစိတ်ပဲမနေ့ကလည်းဒီစိတ်ပဲလို့ထင်တယ်အမှန်အလားတူလို့သဘောမပေါက်နိုင်ဘူးဒီစိတ်လေးရပဲမနေ့ကလည်းဒီစိတ်လေးပဲဒီနေ့လည်းဒီစိတ်လေးပဲနေ့ပြန်လည်းဒီစိတ်လေးပဲနောက်နှစ်တွေလည်းဒီစိတ်လေးပဲလို့ဒီလိုထင်နေတာအဲ့ဒါကြောင့်နေဆလို့ထင်တယ်အဲ့ဒီနေဆဆိုတာကိုပျောက်ဖို့အတွက်ဒီဝိမာနတာကိုပျောက်ဖို့အတွက်စိတ်ဓာနုပဒနာကမ္မထာကိုပေးတာနော်နေဆဆိုတဲ့မှားယွင်းတဲ့အမြင်တစ်ခုကိုပျောက်ဖို့အတွက်ဒါပေးတယ်အနိစ္စဆိုတာကိုရှုရမယ်လို့ဆိုလို့တယ်နောက်တစ်ခုကတော့တရားဓမ္မတွေနဲ့ပတ်သက်ပြီးတော့အတ္တလုပ်တယ်ခံစားတယ်ပြုလုပ်နိုင်တယ်ခံစားနိုင်တယ်စီမံနိုင်တယ်ဆိုတာငါလုပ်တယ်ငါစီမံတယ်ငါခံစားတယ်ငါတတ်နိုင်တယ်ဆိုတာတွေနဲ့ဓမ္မအပေါ်မှာလူတွေကဘာထင်နေတုံးဆိုအတ္တလို့ထင်တယ်အဲ့ဒီအတ္တဆိုတဲ့မှားယွင်းတဲ့ဝိပ္ပန္နတတစ်ခုကိုဖယ်ရှားဖို့ရအတွက်အတ္တမဟုတ်ဘူးဒါတွေကအနတ္တပဲကိုယ်လိုတိုင်းဖြစ်တာမဟုတ်ဘူးသူ့အကြောင်းနဲ့သူတွဲဖက်ပြီးတော့ဖြစ်နေတဲ့အရာတွေဒါကိုယ်လိုတိုင်းတစ်ခုမှမဖြစ်ဘူးဟောမြတ်စွာဘုရားဟောသလိုဧဝမေရူပံဟောတုဧဝမေရူပံမာဟောတိတိဆိုတာဘာမှကိုယ်လိုတိုင်းဖြစ်နိုင်တာမရှိဘူးဒါကြောင့်မို့အနတ္တလို့ဆိုတာအတ္တလို့လွဲမှားနေတဲ့အလွဲမှားတစ်ခုကိုဖယ်ရှားပြဖို့ရအတွက်ဓမ္မာနုပဒနာကိုပေးပါတယ်လို့ဒီလိုဆိုတာအဲ့ဒါတတိပဋ္ဌာန်တရား၄ပါးဟောရခြင်းအကြောင်းကိုရှင်းပြတဲ့စကားဘာကြောင့်၄မျိုးလိုအပ်တယ်လဲဆိုလူတွေကစိတ်နေသဘောထားတွေကအမျိုးမျိုးရှိတော့သူနဲ့သူကြိုက်အောင်ဖော်တာပေါ့ရစားတလက်တဲ့နဲ့96ဖြာယောဂဝေဒနာကုလို့မှမရတာနော်သူ့အလေးနဲ့သူသွားမှာပဲအဲ့ဒါလို့ဆိုင်ရာယောဂတွေပျောက်ကင်းမှုအတွက်မြတ်စွာဘုရားလေ့ကျင့်မှုအတွက်စိတ်ထဲမှာဆွဲလန်းနေတဲ့ဝိပဿနာဓာတ်တွေဖယ်ရှားဖို့အတွက်ဟောတတိပဋ္ဌာန်တရား၄ပါးကိုဟောကြားတယ်လို့ဒီလိုမှတ်ရမှာပေါ့အဲ့ဒါလို့ဟောတဲ့ထင်မယ်မနေ့ကပြောတဲ့ထင်မယ်အချင်းချင်းပြောထားတာရှိတယ်ကမ္မထာထုတ်တယ်ဆိုတာဘာနဲ့အားထုတ်တာတော့မဂ္ဂင်၈ပါးနဲ့ပဲအားထုတ်တာအဲ့မဂ္ဂင်၈ပါးထဲမှာအခုပြောထားတဲ့ထဲမှာအဓိကအရေးကြီးတာတွေကဘာတွေတုံးဆိုအာတာပိဆိုတာနဲ့ပြောတာအာတာပိဆိုတာတော့ပုဂ္ဂိုလ်ကိုရည်ညွှန်းတာနော်အာတာပဆိုမှဝိရိယအာတာပိဆိုတာဝိရိယရှိသူလို့အဓိပ္ပာယ်ရတယ်တမ္ပဇာတော်ကလည်းသိတဲ့ပုဂ္ဂိုလ်ကိုရည်ညွှန်းတယ်တတိမှာလည်းတတိရှိတဲ့ပုဂ္ဂိုလ်ကိုရည်ညွှန်းတယ်ပုဂ္ဂိုလ်ရည်ညွှန်းခြင်းအပြင်ပုဂ္ဂိုလ်ရဲ့ quality ကိုပြောပြီးသားဖြစ်သွားတယ်ဒါအဓိကတော့တရားပဲတခါတလေမြတ်စွာဘုရားပုဂ္ဂလဒိဋ္ဌာန်နဲ့ပြောတာနော်လုံလဝိရိယရှိလုပ်ရမယ်အသိပညာရှိလုပ်ရမယ်တတိထားပြီးတော့တတိရှိတဲ့လူဖြစ်ရမယ်ဆိုလိုတာကမ္မထာအထုတ်ရင်လုံလရှိတဲ့လူဖြစ်ရမယ်အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်နော်တတိကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အဲ့ဒါတွေရော့ညံ့နေလို့ကတော့ဘာမှမအောင်မြင်ဘူးလို့ဆိုလို့တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ရှင်းလင်းချက်ကလေးတွေအလုံးမှတ်သားစရာကောင်းတယ်အထက်ကရာထဲမှာဘာရှင်းထားတော့
ဒီကြိုးစားအားထုတ်မှုဆိုတာမပါရင်ဘာဖြစ်မလဲမကြိုးစားရင်ဘာဖြစ်တတိဆိုတာမပါရင်ရောဘာဖြစ်မလဲပညာမပါရင်ရောဘာဖြစ်မလဲဆိုတာဒါအမြဲတမ်းအရေးကြီးတယ်နော်တတိဆိုတာကသူကအာယုံကိုရယူပေးတာတတိပဲအာယုံနဲ့စိတ်နဲ့ဆုံစည်းပေးတာအာယုံကိုတတိကယူပေးတာဟုတ်တယ်လေလူတွေကမေ့နေလိုက်တာဆိုတာကိုလိုမဲ့အလုပ်ကိစ္စတခုမေ့နေလိုက်တယ်တတိယယူမပေးရင် तू ဒီအလုပ်ကို तू ဘာမှမသိတော့ဘူးလေတတိယအဲ့ဒီအာယုံကိုယူပေးလိုက်တော့စိတ်ထဲရောက်လာမှဒါလောက်အောင်မှာပါလားဆိုတာဖြစ်လာတာလေအဲ့တော့တတိယဘာလောက်တာတော့ဆိုအာယုံကိုရယူပေးတာတတိကယူပေးတဲ့အာယုံရဲ့အကောင်းဆိုးကိုမှပညာကသိတာဟုတ်လားတတိနဲ့ပညာဟာဒီလိုတွဲဖက်ပြီးတော့အလုံးလုံးရတယ်နော်အဲ့ဒါကိုရှင်းပြတယ်တတိယအာရမဏံပရိက္ခေတဝါပညာယအနုပတ္တိကမ္မထမ်းရှုတယ်ဆိုတာတတိကအာယုံကိုယူပေးတယ်တတိယူပေးတဲ့အာယုံကိုပညာကရှုမှတ်တယ်စစ်ဆေးတယ်အကောင်းဆုံးအကြောင်းအကျိုးသိတယ်ပညာတတိယယူမပေးရင်ပညာဘာမှမလုပ်နိုင်ဘူးပညာဘာမှမလုပ်နိုင်ဘူးဓာတ်တောင်မှဘလောက်ထက်ထက်သစ်ပင်ပြတ်အောင် तू မလုပ်နိုင်ဘူးလေခုတ်တဲ့လူရှိမှ तू ကဖြတ်နိုင်တာဒီလို तू ထက်တာပဲတအိမ်နဲ့ထက်တာဘာမှလုံးကြက်သွန်တော်လှီးမရအောင်နော်အဲ့ဒါလိုပဲပညာဘလောက်ထက်နေတတိမပါလို့ရှင်ပညာဟာဘာမှအလုံးလုံးလို့မရအောင်ဒီနှစ်ခုအဲ့တော့မြတ်စွာဘုရားဒီမဂ္ဂင်၈ပါးဟောတာ၎င်းဟောတာမဟုတ်တကယ်ကိုလိုအပ်ချက်တွေပေါင်းထားတာအဲ့ဒါတွေနဲ့အလုံးလုံးမရတယ်ဒီလိုဆိုလို့တာပေါ့ခုအဲ့ဒါကိုရှင်းပြတယ်သူကတတိဆိုတာအရေးကြီးဆုံးပဲနောက်အဲ့ဒီမှာထပ်ဆင့်ပြီးတော့ဒီတဘာဝတရား၃ခုအာတာပီမှာရှိတဲ့အာတာပဆိုတဲ့ဝိရိယတမ္ပဇင်ညဆိုတဲ့ပညာတတိမာကတတိဆိုတဲ့သဘာဝတရားအဲ့ဒီ၃ခုကဘလို့ပူးပေါင်းပြီးတော့အလုပ်လုပ်ကြသလဲကမ္မထာအထုတ်တဲ့အခါမှာသူတို့ရဲ့စွမ်းဆောင်မှုတွေကဘာတွေလဲလို့ဆိုတာကိုရှင်းပြတယ်သူအဲ့တော့အာတာပဆိုတဲ့ဝိရိယမရှိရင်လူတွေဘာဖြစ်လဲဆိုရင်အန်တောသင်္ခေပေါ်တဲ့အတွင်းအာယုန်လေးတစ်ခုထဲမှာလုံလဝိရိယမရှိဘူးဆိုရင်လူရဲ့စိတ်ဟာကျုံဝင်သွားတယ်ထိုင်းပိုင်းသွားတယ်အတွင်းထဲမှာပဲအာယုံပေါ်မှာပဲစိတ်လေးကကျုံဝင်သွားတယ်မကြိုးစားလို့ရှိရင်အာယုံထဲမှာပဲကျုံဝင်သွားတယ်ကျုံဝင်သွားတယ်ဆိုတာဘာပြောတာတော့ဆိုဆုတ်သွားတာဒီအာယုံကိုသိနိုင်စွမ်းမရှိဘူးဌိနမိတ်တာဖြစ်သွားတာကိုပြောတာမကြိုးစားရင်ဌိနမိတ်တာဝင်လာတယ်ဘာဖြစ်လဲခေါင်းလေးဆက်ခိုင်းနေလာနော်ငိုက်လာတာပေါ့မကြိုးစားရင်အန်တောသင်္ခေပေါ်အတွင်းစိတ်လေးကနော်ကျုံသွားတယ်လန်းဆန်းပြီးတော့ပြတ်နှံ့ပြီးတော့မလာဘူးကျုံဝင်သွားတယ်အတွင်းထဲမှာလည်းကျုံဝင်သွားတယ်ဆိုတာဒီအာယုံကိုရယူနိုင်စွမ်းမရှိဘဲနဲ့တွန့်ဆုတ်သွားတယ်ဘာနဲ့ဥပမာတူလို့ဆိုရင်ဟောဒီကျောင်းထဲကညက်ခင်းနေတဲ့မှာရှိတယ်ထိကညိုးပင်လို့လည်းခေါ်တယ်ထိကယုံပင်လို့လည်းခေါ်တယ်ဒီတိုင်းနေသူလန်းလန်းဆန်းဆန်းလေးသွားမထိလိုက်နဲ့ကျုံသွားတာပဲနော်နောက်ကျုံသွားတာအိတ်သွားတဲ့သဘောလေးဖြစ်တယ်အဲ့ဒါလိုပဲလူရဲ့စိတ်ဟာကျုံသွားတယ်ဆိုတာအလုံးမလုံးတော့နောက်ဆုတ်သွားတယ်စိတ်ဟာယူပေးထားတဲ့အာယုံကနေနောက်ဆုတ်သွားနိုင်တယ်တဲ့ဝိရိယကလုံးမပေးလို့ရှိရင်နောက်ဆုတ်သွားမှာထွက်လေဝင်လေလေးမှတ်လိုက်နောက်ဆုတ်သွားလိုက်ထွက်လေဝင်လေလေးပေါ်တတိကနေပြီးတော့တင်ပေးလိုက်နောက်ဆုတ်သွားလိုက်ဖြစ်တာကြာတော့ဘာဖြစ်တော့အိပ်ပျော်သွားတာပေါ့အဲ့ဒါဝိရိယနဲ့ပြန်ပြီးတော့တင်းထားရမယ်လို့ဆိုလို့တယ်အဲ့ဒါဆိုရင်သူနောက်ဆုံးမသွားဘူးအလုပ်ဆက်ပြီးတော့လုပ်တယ်ရင်ဆိုင်နေအာယုံကိုရင်ဆိုင်လာတယ်အဲ့ဒါကိုပြောတာဝိရိယမရှိဘူးဆိုလို့ရှိရင်အာယုံကအတွင်းစိတ်ကအတွင်းကိုပြန်ကျုံသွားတယ်တဲ့အဲ့ဒီပြန်ကျုံသွားခြင်းဟာကမ္မထာထုတ်ဖို့အတွက်အနှောက်အယှက်ကြီးတစ်ခုပဲလုပ်ငန်းမအောင်တော့ဘူးလို့ဆိုလို့တယ်ဒါကြောင့်မို့ဝိရိယရှိရမယ်အတွင်ကျုံမသွားနိုင်အောင်ဝိရိယရှိရမယ်လန်းဆန်းတက်ကြွပြီးရင်ဆိုင်တဲ့ဝိရိယမျိုးဖြစ်ရမယ်ဒီလိုဆိုလိုတယ်နော်ဟောတခါနောက်တခါ
ကဲအတ္တမ္ပဇာနာတမ္ပဇာနာပညာအစဉ်ချင်းဟာလိုအပ်တယ်ဘာကြောင့်လိုအပ်တာတုံးဆိုပညာမရှိဘူးဆိုလို့ရှိရင်သူကဘာဖြစ်တုံးဆိုပညာမရှိဘူးဆိုရင်ဘာဖြစ်လာတုံးဆိုရင်ဒီမှန်ကန်တဲ့လမ်းကြောင်းနဲ့မမှန်ကန်တဲ့လမ်းကြောင်းနီလန်းအာယုံပေါ်မှာရှုမြင်သုံးသပ်နိုင်တဲ့နီလန်းမှာမှန်ကန်တဲ့နီလန်းကိုလည်းမယူနိုင်ဘူးမမှန်ကန်တဲ့နီလန်းကိုလည်းပဲမစွန့်ပစ်နိုင်ဘူးဟောပညာမရှိဘူးဆိုရင်ကောင်းဆုံးမရွေးနိုင်ဘူးလို့ဆိုလိုတယ်အဲ့တော့စိတ်ထဲမှာပေါ်လာတဲ့အာယုံဟာဒီမှန်ကန်တဲ့အာယုံလားမမှန်ကန်တဲ့အာယုံလားဆိုတာပညာကသုံးသပ်ဆင်ခြင်လူချင်းပေါင်းတဲ့အခါမှာဒီလူကပေါင်းနိုင်တဲ့လူလားမပေါင်းနိုင်တဲ့လူလားဆိုတာပညာနဲ့ဆုံးဖြတ်ရတာလေပညာကအာယုံနဲ့ပတ်သက်လာလို့ရှင်လေလုပ်ငန်းစဉ်နဲ့ပတ်သက်လာလို့ရှင်လေနီလန်းမှန်ကိုရယူပေးတာပညာမှားရွေးတဲ့နီလန်းကိုစွန့်ပစ်နိုင်တာပညာပဲဒီလန်းကဟုတ်တယ်ဒီလန်းကမဟုတ်ဘူးအဲစာပေမှာလည်းဘယ်လိုဆိုထားတော့ဆိုအတ္တမ္ပဇာနောဥပါယပရိက္ခေအနုပါယပရိဝိသနေသတံပုံရှတိတဲ့ဥပါယပရိက္ခဟာဆိုတာနီလန်းကိုမှတ်ယူဖို့အတွက်လဲတွေးဝေးနေတယ်နော်နီလန်းမဟုတ်တဲ့ဟာကိုဒီသိဖို့ရလဲတွေးဝေးနေတယ်လို့ဆိုလို့တယ်အဲ့ဒီတွေးဝေးမှုကင်းအောင်တမ္ပဇေညရှိရမယ်ဒီအဓိပ္ပာယ်ကိုဆိုလိုတာနော်အဲ့ဒါကြောင့်မလို့တမ္ပဇေညဆိုတာအမှန်တမ်းအရေးကြီးတယ်နှုတ်ဆိုရင်ကမ္မထာအထုတ်ရင်လည်းလွယ်လွယ်ချော်ချော်ဖြစ်ကုန်မဟုတ်တဲ့အာယုံကိုယူထားတယ်ဟုတ်တဲ့အာယုံတော့စွန့်ပစ်တယ်ဆိုတာတွေဖြစ်ကုန်ရောဖြစ်ကုန်တော့ကမ္မထာအာယုံမဟုတ်တော့ဘူးကမ္မထာအာယုံမဟုတ်တာတွေတောင်းမြင်မြောင်းမြင်နေမြင်တောင်းမြင်နောက်မြင်နေမြင်ကမ္မထာကြောင့်လည်းလန့်ထွက်ပြေးယူစိတ်တစားစိတ်ရောက်အဲ့ဒါမျိုးလေးဖြစ်တာပဲအဲ့ဒါကမ္မထာကြောင့်ဖြစ်တာမဟုတ်ဘူးတမ္ပဇေညမရှိလို့ဖြစ်တာမမှတ်ရမယ့်အာယုံတော့မှတ်ရမယ့်အာယုံမမှတ်နော်ကျောင်းစရာတွေ့လမ်းစရာတွေ့ယူဆိုတာကမ္မထာထုတ်လို့ယူတယ်လို့ကမ္မထာတော်နာမည်ပြတ်သွားအဲ့လိုဖြစ်တယ်အဲ့ဒါကြောင့်မလို့ဥပါယပရိက္ခလှုပ်တဲ့လှုပ်ထိုက်တာကိုမှတ်ယူနိုင်တာနီလန်းစစ်မှန်တဲ့နီလန်းကိုမှတ်ယူနိုင်တာနဲ့အနုပါယပရိဝေစနနီလန်းမဟုတ်တာကိုတော့စွန့်ပယ်နိုင်ရအဲ့ဒီယူရမှာနဲ့ရှောင်ရမှာပေါ့ရှောင်ရမှာနဲ့ဆောင်ရမှာရှောင်ရမှာကိုရှောင်ရမယ်ဆောင်ရမှာကိုဆောင်ရမယ်အဲ့ဒီရှောင်ရမှာနဲ့ဆောင်ရမှာကိုခွဲခြားသိပြီးတော့မတွေးဝေးတာဟာတမ္ပဇေညပဲလို့ဒီလိုဆိုလို့တယ်ဒါသိမှဖြစ်တယ်ဒီအဓိပ္ပာယ်ကိုပြောဒါဖြင့်တတိမပါလို့ရှိရင်ဘာဖြစ်လဲဆိုတတိကဒီအာယုန်တွေကိုယူပေးမှယူမပေးဘူးမိတ်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာမှန်ကန်တဲ့နီလန်းတွေကိုမှန်ကန်တဲ့နီလန်းလားမမှန်ကန်တဲ့အရာလားဆိုတာကိုပညာစီကိုပို့တင်မပေးသည့်အတွက်ကြောင့်ပညာကမဆုံးဖြတ်နိုင်တော့ဘူးတတိမပါလို့ရှိရင်ပညာကဘာမှဆုံးဖြတ်မပေးနိုင်အထက်တင်မပြတာလို့ပဲအထက်ကမသိဘူးဒီသေးပဲပြောတတိကတင်ပြမှပညာကအမှားမှန်ဆုံးဖြတ်နိုင်တာကိုအဲ့ဒါကြောင့်မလို့တတိဆိုတဲ့ဒီအာယုံပေါ်မှာစူးစိုက်ထားပေးမှုကဥပါယနဲ့အနုပါယနှစ်ခုစလုံးတင်ပေးလိုက်တယ်တင်ပေးလိုက်တဲ့အခါပညာကဟာဒါကဥပါယပဲလုံးသိလောက်ထိုက်တဲ့နီလမ်းပဲဒါကအနုပါယဒါလမ်းချော်နေတယ်ဆိုတော့ပညာကဆုံးဖြတ်ပြီးတော့လုပ်လိုက်တယ်အကယ်၍တင်မပေးဘူးဆိုလို့ရှိရင်ပညာကဆုံးဖြတ်နိုင်ဆုံးမရှိဘူးတဲ့ဟောအဲ့တော့ဝိရိယရဲ့ပညာရဲ့တတိရဲ့ဒီတရားသုံးမျိုးဟာပူးပေါင်းပြီးတော့ဒီကမ္မဋ္ဌာန်းတရားအထုတ်တယ်လို့ဆိုတာဒါကိုရှင်းပြတာအတ္တပိတမ္ပဇာနောတတိမဝိနည်းလောကေဝိဇ္ဇာဒေါမနတံလို့အဲ့တော့ကမ္မဋ္ဌာန်းအထုတ်လို့ရှိရင်ပြည့်စုံရမယ့်အင်္ဂါက၃ချက်ဝိရိယတတိဝိရိယပညာတတိဖယ်ရှားရမယ့်အင်္ဂါက2ချက်အဝိဇ္ဇာနဲ့ဒေါမနတ
အဝိဇ္ဇာကိုအင်္ဂလိပ်လိုပြန်တဲ့အခါသူက covetousness လို့ပဲပြန်နေကြတယ် covetousness ဆိုတာသူများပစ္စည်းကိုရလို့မှုဒီနေရာမှာသူများပစ္စည်းကိုရလို့တဲ့အဝိဇ္ဇာနဲ့မတူဘူးလို့ဘုန်းကြီးတို့တော့စဉ်းစားမိတယ်နာမည်တူပေမဲ့လို့တရားထုတ်နေတဲ့ပုဂ္ဂိုလ်ကဘု து ပစ္စည်းမျက်စောင်းထိုးမှာတော့အဲ့တော့တရားပွဲတရားစခန်းလာပြီးတော့ဟိုတူမဲ့ပုဂ္ဂိုလ်မျိုးတော့ထိုးအောင်ထိုးမှာပေါ့နော်တရားစခန်းယောဂီတွေဝင်ပြီးတော့ခိုးကျင်တဲ့ပုဂ္ဂိုလ်တော့ဒီဟာအမျိုးရှိကောင်းရှိလိမ့်မယ်ကမ္မထာအထုတ်နေတဲ့ပုဂ္ဂိုလ်တယောက်ကဘု து ပစ္စည်းကိုငါပစ္စည်းဖြစ်ချင်တာရှိပါမလို့ကိုယ့်အကိုထွက်လေဝင်လေမှတ်နေတဲ့အချိန်မှာဘယ်လိုအဘိဓါဖြစ်နိုင်မလို့မဖြစ်နိုင်ဘူးအဲ့တော့ဒုစရိုက်ထဲပါတဲ့အဘိဓါမဟုတ်ဘူးလို့ဆုံးဖြတ်လို့ရတယ်ဒုစရိုက်ထဲပါတဲ့အဘိဓါကယံပရတ္တတံမမတ္တသူများပစ္စည်းကိုငါပစ္စည်းလှုပ်ချင်တယ်ဆိုတဲ့လောဘအဲ့ဒါမှဒုစရိုက်အဘိဓါလို့ခေါ်တယ်မနောဒုစရိုက်ထဲပါတဲ့အဘိဓါဒါကကိုယ်အာယုန်ထဲမှာပေါ်လာတဲ့ဟိုစိတ်ထဲမှာပေါ်လာတဲ့အာယုန်ကိုလောဘနဲ့တွေးကြံအဘိဆိုတာအာယုန်တို့ရှေးရှုဇာဆိုတာတွေးတာလောဘနဲ့အာယုန်ဘက်ကိုအာယုန်ကိုဥတည်ပြီးတော့တွေးနေတာလို့ဒီလိုဆိုလို့တယ်ဒါလောဘဖြစ်တာကိုပြောတာဒီအဘိဓါအာယုန်ပေါ်မှာလောဘဖြစ်တာဒါကာမိဆန္ဒကိုရည်ညွှန်းတာပဲဒေါမနတာဆိုတာအဲ့ဒီအာယုံပျောက်သွားလို့ရှိရင်လေဒေါမနတာဖြစ်တယ်ကိုမတွေးခြင်းနဲ့အာယုံကြီးပေါ်လာလို့ရှိရင်လေဒေါမနတာဖြစ်တယ်ဒီလိုဆိုလို့တယ်တပြိုင်တည်းဖြစ်တာပြောတာမဟုတ်ဘူးเนาะသူတို့နှစ်ခုဟာတလဲစီဖြစ်တယ်လောဘဖြစ်ရင်ဖြစ်မယ်ဒေါသဖြစ်ရင်ဖြစ်မယ်အာယုံပေါ်မှာအဲ့ဒီလိုလောဘဖြစ်ရင်လေလောဘကိုဖယ်ရမယ်ဒေါသဖြစ်ရင်လေဒေါသကိုဖယ်ရမယ်နှစ်ခုစလုံးတပြိုင်တည်းကတော့ဘယ်လိုမှမဖြစ်ဘူးဒါအဲ့တော့ဖယ်ရမယ့်အင်္ဂါကလောဘဒေါသလို့ဒီလိုဆိုလို့တယ်တမ္ပဇာနောပါထားတဲ့မောဟကဖယ်ပြီးသားဖြစ်နေပြီအသိဉာဏ်ရှိရမယ်ဆိုမောဟဖယ်ပြီးသားကျန်တဲ့ကိလေသာတွေအလုံးလုံးရင်းနဲ့ပဲဖယ်သွားတာဒါတွေကနော်အလုံးလုံးရင်းနဲ့ဖယ်သွားတာဒါဥဒိတနဲ့ပတ်သက်ပြီးတော့အချင်းညုတ်သိသိသိလိုက်တာတွေမြတ်စွာဘုရားဟောတဲ့တရားအချင်းညုတ်ပြီးသွားပြီအဲ့တော့နေဋ္ဌိတဆိုတာအကျယ်ဥဒိတဆိုတာအချင်းညုတ်ထုတ်ပြတာနေဋ္ဌိတဆိုတာအကျယ်ချက်ပြမှာကာယ ानु ပဒနာကိုအကျယ်ချက်တဲ့အခါမှာသူကအခန်း၅ခန်းနဲ့အကျယ်ဖြစ်ဒီနေရာမှာကန္တဆိုတဲ့စကားလုံးကိုမသုံးမနဲ့ပပ္ပဆိုတဲ့စကားလုံးကိုသုံးတာအစစ်အပိုင်းသဘောမျိုးကြံပင်လေးကြည့်လိုက်လို့ရှိရင်ကြံမှာအစစ်ကလေးတွေအစစ်ကလေးတွေရှိတယ်ဒီမှာလည်းပဲသူ့အစစ်အပိုင်းလေးနဲ့သွားတာပပပပဆိုတာအစစ်ပိုင်းဝါပင်နေမှာဆိုရင်အစစ်ကလေးတွေနဲ့သွားတာတစ်စစ်စီတစ်စစ်စီအဲ့တော့ကာ ानु ပဒနာအခန်းကို1အာနာပါနပပ2ဣရိယာပထပပ3သမ္ပဇာနာပပ4ပฏิကူလမနတိကာရပပ5ဓာတုမနတိကာရပပ6နဝတိဝိထိကပပလို့ဆိုပြီးတော့အခန်းလေး6ခန်းနဲ့ရသော်ဗျာအကျယ်ချက်ပြီးတော့ဟောမှာကာ ानु ပဒနာတတိပဋ္ဌာန်ကိုပဲအခန်း6ခန်းနဲ့ချက်ဖွင့်ပြီးတော့ရှင်းပြအဲ့တော့နံပါတ်1အာနာပါနပပ္ပဆိုတဲ့အာနာပါနအစစ်အပိုင်းအာနာပါနအခန်းတော့အင်္ဂလိပ်လိုတော့ chapter ပေါ့ဒါလောက်ပါပဲသူ့အပိုင်းလေးနဲ့သူသွားမယ်အဲ့တော့6ခုအပိုင်းကဏ္ဍ6မျိုးခွဲထားပြီးတော့ကမ္မထာမောင်းကြတော့ဘယ်လောက်ရှိသလဲလို့ဆိုလို့ရှိရင်သူကအာနာပါနကိုတစ်ခုလို့ယူတယ်ဣရိယာပထကိုလည်းတစ်ခုလို့ယူတယ်သမ္ပဇာနာကိုလည်းတစ်ခုလို့ယူတယ်ပฏิကူလမနတိကာရကိုလည်းတစ်ခုလို့ယူတယ်ဓာတုမနတိကာရကိုတစ်ခုလို့ယူတယ်5ခုနဝတိဝိထိကပပ္ပဒကြတော့9ခုယူတယ်အလုံး14ခုအဲ့တော့ကာ ानु ပဒနာကမ္မထာပေါင်းဟာ14ခုရှိတယ်လို့ဒီလိုမှတ်ကာ ानु ပဒနာကမ္မထာ14ခုရှိတယ်ဒါအခန်းလိုက်ဒီလိုမှတ်သွားဖို့နော်ကမ္မထာအာယုံပေါင်း14မျိုးပြမှာဒီကာ ानु ပဒနာအခန်းမှာထပ်ပြီးတော့ခွဲခြားစိတ်ဖြာပြဟုတ်ပြီမြတ်စွာဘုရားကဟောမလို့
ကထင်းစဘိခဝေဘိက္ခုကာယေကာယ ानु ပတ္တိဝိဟရတိမေကွန်လေးထုတ်တာဣဒဘိခဝေဘိက္ခုအရိညကတောဝါရုခမူလကတောဝါတုံညာကာရကတောဝါနိတိရတိပန်လင်ကံအာဘုစိတ်တဝါဥစုံကာယံပဏိဒါယပရိမုခံတတိန်ဥပထပိတဝါဒီမှာဒီစာပိုက်လေးကဒီ sentence တစ်ခုတည်းပဲဝါကျတစ်ခုတည်းပဲရှေ့ပိုင်းကတော့မေးခွန်းလေးမေးတာဘိက္ခဝေယဟန်တို့ဘိက္ခုယဟန်သည်ကာယေကာ ानु ပတ္တိကာယ၌ကာယကိုရှုမှတ်ပြီးတော့ကထံဝိဟရတိဘယ်လိုနေတာလဲသို့မဟုတ်ကထံဘယ်လိုကာယေကာယ၌ကာယ ानु ပတ္တိကာယဟုရှုမှတ်လျက်ဝိဟရတိနေသည်နီဘယ်လိုနေတာလဲဘယ်လိုကာယ၌ကာယဆိုတဲ့အာယုံမှာကာယလို့ရှုပြီးတော့ဘယ်လိုနေတာလဲကာယတွေအများကြီးရှိတဲ့ထဲကနေပြီးတော့တစ်ခုစီကိုရှင်းပြနော်ဘယ်လိုနေတာလဲဆိုအဲ့ဒီမှာကမ္မထမ်းကိုအသေးစိတ်ပြောမလို့ဒီမေကွန်လေးထုတ်ပြီးတော့အဖြေပေးတဲ့အခါမှာဣဒဘိက္ခွေဘိက္ခုဒါယောဂီပုဂ္ဂိုလ်ဘိက္ခုဆိုတာယောဂီပုဂ္ဂိုလ်ပဲဘိက္ခွေယဟန်တို့ဣဒဤသာသနာတော်၌ဘိက္ခုယဟန်သည်အရိညကတောဝါတောအုပ်တွင်သို့ရောက်နေသည်ဖြစ်စေရုက္ခမူလကတောဝါတစ်ပင်ရင်အောက်ရောက်နေသည်ဖြစ်စေတုံညာကာရကတောဝါလူသူမရှိတဲ့အဆောက်အုံတွင်မှာရောက်နေသည်ဖြစ်စေရောက်နေပြီးတော့ပလင်္ကအာဘုစိတ်တဝါတင်မြင်ခွေပြီးတင်မြင်ခွေ၍ဥစုံကာယံကာယံပဏိဒါယဥစုံဖြောမတ်စွာကာယံခါအထက်ကိုကာယကိုဥစုံကာယံပဏိဒါယခါအထက်ကိုကာယပေါ့ဒါအောက်ကကိုယ်နေတာဆိုတော့ဒါအနစတုကာယံကိုကာယကိုကာယဆိုတာခါအထက်ကိုကာယကိုပြောတာခြေတော်ကြီးကကိုယ်ထားတယ်ဆိုတာထည့်ပြောစရာမလိုသူ့ကိုဖြောင်းဖြောင်းကြီးနေလို့မရဘူးတော့ကြတော့ခြေတော်ကြီးဆင်းပြီးတော့ခြေကာယလက်ကာယပိုးပင်ကူလို့သွားထိုင်နေမှဆိုလို့အဲ့တော့မမတ်ထားခိုင်းတာပေါ့ဥစုံဖြောင်းဖြောင်းမမတ်ကာယံကိုကာယကိုပဏိဒါယထား၍ဒါမို့ခေါင်းတို့ခါတို့ကိုကာယကိုမမတ်ထိုင်ပါလို့ဒီလိုဆိုတာပရိမုခံတတိဥပထပိတဝါပရိမုခံကမ္မထံသို့ဥတည်သောတတိတတိကိုဥပထပိတဝါတည်ရှိစေပြီဆွဲမြဲစွာတည်ရှိစေပြီဒါကမ္မထံထိုင်ပုံထိုင်နည်းလေးကိုပြောတာအဲဒီမှာဒါဒီစာရဘက်ရဲ့အဓိပ္ပာယ်တည်ရှိစေပြီဘာလုပ်ရမလဲသောထုပုဂ္ဂယောဂီပုဂ္ဂိုလ်သည်တတောဝတတိထားလျက်သာလဲအတ္တတတိဝင်သက်ကိုဖြစ်စေတတောဝတတိထားလျက်သာလဲပတ္တတတိထွက်သက်ကိုဖြစ်စေရှုတယ်ဆိုင်တယ်ပေါ့နော်ရှုသွင်းတယ်ဆိုင်ထုတ်တယ်တက်ရှုတယ်ပေါ့ရှုသွင်းတယ်ဆိုင်ထုတ်တယ်အဲ့ဒါကြတော့မှဒါတဝါကြခွတ်ဆုံးတာနော်အဲ့တော့ဒီဝါကြတွေမှာဘာပြောတာလဲဆိုမြတ်စွာဘုရားပုဂ္ဂိုလ်ကိုရှေးတုန်းကပြောပြီးပြီကမ္မထမ်းထိုင်မဲ့ပုဂ္ဂိုလ်ဟာဝိရိယရှိရမယ်ပညာရှိရမယ်တတိရှိရမယ်ဒါယောဂီပုဂ္ဂိုလ်ရဲ့အရည်ချင်းတွေကိုပြောပြီးပြီရှေ့မှာဒါမို့ဒီမှာအဲ့ဒါကိုထပ်မပြောတော့ဘူးဒါဖြင့်ကမ္မထာအထုတ်မဲ့နေရာကိုဘယ်လိုရွေးမလဲလို့ဆိုအရိညာရုခမူလတုံညာခါရကမ္မထာအထုတ်မဲ့ဆိုလို့ရှိရင်လူသူမနီးတဲ့တောအုပ်ပဲဖြစ်စေတောထဲမှာဖြစ်စေပေါ့ဒါကအနှောက်အယှက်ကင်းတဲ့ဟာကိုပြောပြတယ်နို့ဆိုရင်လူလာရင်ထိုင်စကားပြောနေမှာလေကိုယ်လာစကားပြောလဲကိုယ်ပြတ်သွားမှာအဲ့ဒါကြောင့်မလို့အရိညာရှင်းတော့ရန်နေတောထဲနေတာညာမြတ်စွာဘုရားကိုယ်တိုင်ကလည်းတောထဲမှာတရားထုတ်ခဲ့တာ
အရင်းညကတော့ရောက်နေတဲ့အချိန်မှာတရားထိုင်လို့ရမယ်တောထဲမှာနေပြီးတရားထိုင်တယ်တောထဲမှာတရားမထိုင်မနဲ့ဟိုကောင်းချောင်းကြီးဒီကောင်းချောင်းကြီးဆိုမုတ်ဆိုးပဲဖြစ်မှာယောဂီတော့ဖြစ်မှာမဟုတ်နော်မုတ်ဆိုးဖြစ်သွားတဲ့ပုဂ္ဂိုလ်လည်းရှိမှာပဲတောထဲမှာတိရစ္ဆာန်တွေနဲ့သွားပြီးတူတူနေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရောက်တော့မှာပဲကမ္ဘာထိုင်တာမဟုတ်လေအာဖရိကတောရောက်နေမှာမှန်မြောင်းတလက်နဲ့ကင်မရာနဲ့သွားချောင်းနေတဲ့လူတွေအများကြီးဘယ်တရားရမှာတော့ချောင်းနေတာမလုပ်တုံဆိုလိုက်ပြီးလေးလာကိုလေးလာတာမဟုတ်ဘူးသူကတိရစ္ဆာန်တွေသွားလေးလာတာ Safari တို့ Discovery Channel တို့ကြည့်ကြည့်ဖို့အဲ့ဒီမှာအဲ့ဒါရင်းညကတော့ပါဆိုတောသွားတိုင်းတရားရမယ်လို့တော့မအောင်မေ့လေနဲ့နော်တောထဲသွားပြီးတရားမရဘဲနဲ့မုတ်ဆိုးဖြစ်သွားတာဒီအများကြီးရှိအတော်ရနေလေတောမသွားရဘူးတဲ့ဒီဗြဟ္မဇာလတုတ်တာမညဖလားတုတ်မှာရေးထားတာတောသွားခြင်းတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့အမှတ်1သီလစင်ကြယ်ရမယ်သီလစင်ကြယ်ရမယ်နောက်ပြီးတော့ရောင်ရဲတင့်တယ်မှုရှိရမယ်တောသွားမယ်ပုဂ္ဂိုလ်ရောင်ရဲတင့်တယ်မှုရှိရမယ်အိန္ဒိတွေကိုစောင့်ထိန်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အိန္ဒိတွေကိုစောင့်ထိန်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်တမာတိရှိပြီးသားပုဂ္ဂိုလ်ဖြစ်ရမယ်နော်အဲ့ဒီအင်္ဂါ၄ချက်နဲ့မှတောထဲမှာတရားထုတ်လို့ရမယ်လို့ဆိုရင်တမာတိမရှိရင်လည်းလန့်ဖြန့်ပြီးတော့ကြောက်ရွံ့ပြီးတောထဲကယူလာမှလည်းဖြစ်သေးတယ်နော်ခေါင်းလိုရောင်ရဲမှုတို့တင့်တယ်မှုကိုစောင့်စည်းမှုတွေဒါတွေမရှိဘူးတတိလည်းမရှိဘူးသီလကလည်းမစင်ကြယ်ဘူးဆိုလို့ရှိရင်တစ်စေ6ဌာနဲ့ဒုက္ခရောက်လာနော်တောထဲမှာသွားတိုင်းတရားရမယ်လို့တော့မအောင်မိတ်လေးနဲ့တောထဲသွားဖို့အင်္ဂါရက်တွေနဲ့ပြည့်စုံမှုလိုအပ်တယ်ပေါ့အဲ့ဒီအင်္ဂါရက်တွေနဲ့ပြည့်စုံမှတောထဲမှာတရားထုတ်သင့်တယ်အဲ့တော့ဒါကမ္မထာထုတ်လို့ကောင်းတဲ့နေရာတွေကိုမြတ်စွာဘုရားရွေးပြတာရိညကတော့ဟာတောထဲမှာရောက်နေတဲ့အချိန်မှာဖြစ်စေရုက္ခမူလကတော့သစ်ပင်ရင်သစ်ပင်အောင်ထိုင်တဲ့အတွက်ကြောင့်တတိတွေပိုကောင်းတယ်သစ်ပင်ဆိုတာအိမ်ထဲမှာနေသလိုမလုံခြုံဘူးလေမလုံခြုံတဲ့အခါကျတတိပိုထားတယ်ပြီးတော့ဘေးကလူသူတွေကမြင်နိုင်တာဆိုတော့သစ်ပင်အောင်နေတဲ့ပုဂ္ဂိုလ်ကအရှက်ကလေးအရှက်မဲ့တဲ့အလုပ်လည်းလုပ်လို့မရကိုယ်စောင့်ထိန်မိသားဖြစ်တယ်သစ်ပင်အောင်ကအကာယံနဲ့လုံးနေဘူးမှမမြင်ဘူးဆိုလူကမဟုတ်တာလုပ်ချင်တယ်လေလူရဲ့တဘာဝပြောပြဘယ်သူမှမမြင်ဘူးဆိုသူမဟုတ်တာလုပ်ချင်တဲ့စိတ်ကပေါ်လာတယ်အဲ့လိုမဖြစ်အောင်မြတ်စွာဘုရားကိုယ်တိုင်ကသစ်ပင်အောင်သဘောကျသစ်ပင်အောင်ဆိုဟိုကမြင်ရဒီကမြင်ရဆိုမဟုတ်တာလည်းမလုပ်ရဘူးသူကိုယ်ထိန်မိသားဖြစ်တယ်တတိလည်းပို့ထားရတယ်ဝီရိယလည်းပို့စူးစမ်းရတယ်သစ်ပင်အောင်ပါဆိုမလုံခြုံဘူးလေအဲ့ဒါကြောင့်မို့လို့ရောဂမူလကတော့ပါသစ်ပင်အောင်မှာပဲဖြစ်စေတုံညာကာရကတော့ပါတုံညာအကာရဆိုဘယ်သူမှမရှိတဲ့တယောက်တည်းနေတဲ့အဆောက်အုံတုံညာဆိုတာလူသူမရှိတဲ့အဆောက်အုံကမ္မထာညောင်းပေါ့လေလွယ်ပြန်တော့ကမ္မထာညောင်းနဲ့လည်းပဲအဖို့ရှိနေလို့မကိုက်ဘူးအဲ့တော့အခုကတော့ group meditation နေဘာဖြစ်လို့ group meditation လုပ်တာတော့ဆိုတယောက်နဲ့တယောက်ထိန်းတဲ့သဘောနဲ့ထူပါတယ်ကြတာနော်ညဖို့ဆိုရင်တယောက်တည်းဆိုအိတ်ချင်အိတ်နေပါများနေဆိုတော့သူများရှက်တာနဲ့ကိုယ်မအိမ်ရဲတော့ငိုက်နေလဲသူများတွေမြင်ရှက်တယ်အဲရှက်စိတ်ကလေးနဲ့ပြန်ထိန်းပေးတာလည်းဖြစ်လောက်တယ် group meditation နေတော့ခုကတော့ထိန်းရတာအများကြီးဖြစ်လာပြီပေါ့နော်ထိန်းစရာတွေကများလာအဲ့တော့တကယ်ကိုယ်စိတ်က determination ပေါ့ဒီအလုပ်ကိုလုပ်မယ်တိတ်တိတ်ကြည်ကြည်ဆိုရယ်စိတ်ဓာတ်ပြင်းထန်တဲ့ပုဂ္ဂိုလ်တွေဒါတွေမလို့မလို့တော့ group လုပ်เสียလည်းမလို့ကိုထိမ့်သိမ်းဆောင်ရှောက်ပြီးလုပ်တဲ့ပုဂ္ဂိုလ်တွေရွရွချွန်ချွန်လူမရှိလေကောင်းလေပဲဆိုလိုတာဘယ်သူမှမရှိလေကောင်းလေပဲတယောက်ရှိနေအတမလန်ကြားနေအောင်ပါပဲလေဘယ်သူမှမရှိရင်ကောင်းဆုံးပဲပေါ့ဒါတုံညာကာရကတော့ပါကဲဒီအာနာပါနအတွက်မူနိတိတတိဆိုတာထိုင်တာဘုရားပြောတာဒီပြင်ကမ္မထာကိုပြောတာမဟုတ်ဘူးဒီပြင်ကမ္မထာကဘယ်လိုပဲအထောက်ရတယ်
ဒါအာနာပါနအတွက်ကိုအဓိကထားပြောတယ်ကျန်တဲ့ကမ္မထာနေကြတော့လမ်းလျှောက်တာတို့နော်ထိုင်တာတို့သူအာနာပါနကြတော့ထိုင်ပြီးတော့ရှုမှတ်ရမှာသူကအိပ်ပြီးရှုကြည့်ပါလားခဏလေးတင်ခေါ်ဖြစ်တော့မှာအာနာပါနနဲ့အဲ့ဒါဌိနမိတ်တာနဲ့အတော်ကိုနီးတာနော်အိပ်ပြောတော့မှသိချတယ်ဒါမို့အိပ်မပြောလို့ရှိရင်အာနာထွက်လေဝင်လေလေးမှတ်ပြီးအိပ်ကြတယ်အိပ်ကောင်းအောင်လို့ကမ္မထာရအောင်တော့မဟုတ်တရားရအောင်တော့မဟုတ်ဟုတ်ပြီနိတိတတိဒါထိုင်ပုံထိုင်နည်းကိုပြောမလို့နိတိတတိပလင်္ကံအာဟုစိတ်တော်အမျိုးသားတွေကြတော့တင်းမြင်ခွေတယ်အမျိုးသမီးတွေကြတော့ထက်ဝက်ပလင်လို့ခေါ်တယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီတတ်တာတဲ့ထိုင်နည်းကားကိုထိုင်နေပေါ့လေဥစုံကာယံပဏိဒါယကိုယ်ခန္ဓာကိုမတ်မတ်ကလေးထားတယ်ဒါထိုင်ပုံထိုင်နည်းတွေပြောတာနိတေရတိပလင်္ကံအာဟုစိတ်တော်ဥစုံကာယံပဏိဒါယခန္ဓာကိုယ်ဖြောင်းဖြောင်းလေးထားခိုင်းတာဘာဖြစ်လို့တော့ဆိုလို့ရှိရင်ကုန်းတုံးကြီးလုံနေလို့ရှိရင်ခါရိုးတွေမှာခါကနေပြီးကြောမှာအယိုးအစ်စ်ပေါင်း18ခုလောက်ရှိတယ်နော်ကိုယ့်ကိုစမ်းကြည့်လိုက်ရင်လည်းတွေ့နိုင်မှာပူလေးတွေ18ခုလောက်ရှိတယ်ဟုတ်တယ်အယိုးစုရည်ကြည့်တာအဲ့လောက်ရှိတယ်တော်တော်များများရှိတယ်အဲ့ဒီအယိုးအစ်စ်ကလေးတွေကသူကဒီလိုမတ်ပြီးတော့နေမှတစ်ခုနဲ့တစ်ခုဟာသူကမဖိတာနည်းနည်းလေးကုန်းလိုက်လို့ရှိရင်အစွန်းလေးကဖိသွားဖိရင်ဘာဖြစ်တော့ဆိုကြောအောင်တာတို့ခါအောင်တာတို့ဒါတွေဖြစ်လာတတ်တယ်ဖြစ်လာရင်ကြာကြာမထိုင်နိုင်ဘူးတဲ့ဒါကြောင့်ကိုကြာကြာထိုင်နိုင်အောင်လို့မတ်မတ်ကလေးထိုင်မှာဒီအိဗယ်ကိုပြောတာယောဂဖြစ်လာနိုင်လို့ဥစုံကာယံပဏိဒါယပြီးပြီဆိုတဲ့အခါကျတော့ပရိမုခံတတိပရိမုခတတိဆိုတာအဓိပ္ပာယ်တော့နှမျိုးသုံးမျိုးဖွင့်တယ်ဒီနေရာမှာပရိမုခတတိဆိုတာထုတ်ဆောင်နိုင်တဲ့တတိဒီထုတ်ဆောင်နိုင်တဲ့တတိဆိုတာအစွမ်းအစတွေပြည့်ဝတဲ့တတိမျိုးကိုလည်းပရိမုခတတိလို့ခေါ်တယ်နောက်တနည်းကတော့ကမ္မထာအာယုံဘက်ကိုဥလှည့်ထားတဲ့တတိလို့ဒီလိုလဲအဓိပ္ပာယ်ယူလို့ရတယ်နော်ကမ္မထာအာယုံဘက်ကိုဥလှည့်နေတဲ့တတိတခြားအာယုန်တဲ့ဘက်ကိုမလှည့်ဘူးကမ္မထာအာယုန်ဘက်ကိုဥလှည့်နေတဲ့တတိအဲ့ဒီတတိကိုဥပတ္ထပိတဝါဆွဲဆွဲမြဲမြဲစိတ်ထဲမှာတည်စေရမယ်ဒီအာယုန်ပေါ်မှာအမြဲတတိထားနေရမယ်လို့ဒီဆိုတာနော်တတိကိုထားပြီးတော့မှတတောဝါအတ္တတတိတတောဝါပတ္တတတိဒီအာနာပါနကျင့်စဉ်ကိုအာနာပါနတတိတုတ်အနှစ်ချုပ်ဆိုပြီးတော့ဘုန်းတို့ဘုန်းကြီးတို့ပြည့်ပြည့်စုံစုံဟောထားတာရှိတယ်အခုဒီမဟာတတိပဋ္ဌာန်သုံးမှာသူကအဲ့ဒီမှာစတုတ်က4မျိုးရှိတယ်နော်4 4 16မျိုးပြထားတာဒီမှာကတော့ပထမစတုတ်က1မျိုးတည်းပဲပြတယ်ဒီမှာ16မျိုးမပြဘူးအဲ့ဒီအာနာပါနတတိတုတ်ကြတော့16မျိုးပြထားတယ်အာနာပါနကိုအသေးစိတ်ဟောတာပေါ့ဒီမှာတော့ဒီအာရိကမိကပုဂ္ဂိုလ်တွေလောက်ဒီခင်းသားတွေအတွက်ရည်ရွယ်ပြီးတော့မြတ်စွာဘုရားကတစ်မျိုးတည်းပဲဒီမှာဟောတယ်အများကြီးမဟောဘူး16မျိုးလုံးမဟောဘူးဒီမှာ16မျိုးမဟောဘူးအဲ့ဒီမှာဒီအာနာပါနစတင်လုပ်ပုံလေးကိုသူရှင်းပြအဓိပ္ပာယ်လေးတွေကိုအရင်ပေးလိုက်မယ်သောထုယောဂီပုဂ္ဂိုလ်ဟာအဲ့လိုထိုင်းနေပြီးတဲ့ယောဂီပုဂ္ဂိုလ်ဟာသောဘိက္ခုပဲနော်တပိတဝါကြည်ထားပြီးတော့ဆက်ပြီးတော့လုပ်ရမယ်သောထုယောဂီပုဂ္ဂိုလ်ဟာတတောဝတတိရှိလျက်သာလဲအတ္တတတိဝင်သက်ကိုဖြစ်စေရမယ်တတောဝတတိရှိလျက်သာလဲပတ္တတတိထွက်သက်ကိုဖြစ်စေရဒီအာယုံလေးဖြစ်တိုင်းတတိကတ်နေရမယ်လို့ဆိုလိုတယ်ဒါကတတိထားပုံကိုပြောတာနောက်ကဒီကံဝါအတ္တတန်တော်ဒီကံရှိလျားစွာအတ္တတန်တော်ရှုသွင်းသည်ရှိသောဒီကံရှိလျားစွာအတ္တတာမိရှုသွင်းဤဟု၍ပသနာတိသိရ
ဒါကြတော့တတိတွေမကတော့ဘူးပညာပါလာပြီလို့မှတ်ပါဇာနာတိသိလာတယ်ကိုယ့်အသက်ရှူရင်ရှည်တယ်လို့သိလာတယ်ဒီကံဝါပတ္တတံတော့ရှည်လျားစွာထွက်သက်ကိုဖြစ်စေသည်ရှိသောဒီကံပတ္တတာမိတိရှည်လျားစွာထွက်သက်ကိုဖြစ်စေတယ်လို့ပါဇာနာတိသိရမည်ပါဇာနာတိသိလာ၏ဒီလိုဆိုလို့ရတယ်နော်ရတ္တံဆိုတာအတူရတ္တံဝါတူတောင်းစွာလဲအတ္တတံတော့ဝင်သက်ကိုဖြစ်စေသည်ရှိသောရတ္တံအတ္တတာမိတူတောင်းသောဝင်သက်ကိုဖြစ်စေတယ်လို့ပါဇာနာတိသိရမယ်ရတ္တံဝါပတ္တတံတော့တူတောင်းစွာထွက်သက်ကိုဖြစ်စေမယ်ဆိုလို့ရှိရင်လေရတ္တံတူတောင်းစွာပတ္တတာမိထွက်သက်ကိုဖြစ်စေတယ်လို့ပါဇာနာမိသိရမယ်ပါဇာနာတိသိတယ်ဆိုလို့တယ်အဲ့မှာဒီကံဝါအတ္တတံတော့ဒီကံအတ္တတာမိတိပါဇာနာတိနော်ကောမှာပါတယ်ရတ္တံဝါအတ္တတံတော့ရတ္တံအတ္တမိတိပါဇာနာတိဒီမှာလဲကောမှာလေးတစ်ခုလို့ပဲသို့မဟုတ်တစ်ချောင်းပိုက်အဲ့တော့အဲ့ဒီပုံစံနဲ့ရှုဖို့လိုအပ်တယ်လို့ဒါကအလုတ်ပုံလုံးလေးကိုစတင်ပြီးတော့ဒီပါဠိတွေကရှင်းပြပြီဖြစ်တယ်ကဲအချိန်စီပြီဆိုဒီနေ့ဒီလောက်ပဲရတာ